ကျွန်တော်အခုပြောပြပေးသွားမှာကတော့တရားဝင်ဘန်းထားတဲ့တရုတ်နိုင်ငံမှာတော့အသုံးပြုရတာအဆင်ပြေတဲ့ VPN ပေါ့နော်အဲ့ဒီ VPN ကိုကျွန်တော် laptop မှာဘယ်လိုသုံးရတယ်ပေါ့နော် laptop နဲ့ဒီကျွန်တော်တို့ဒီအပြင်ကဒီ computer တွေမှာဘယ်လိုအသုံးပြုရတယ်ဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးအဲ့ဒီ VPN ကိုကျွန်တော်တို့ download ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်အရင်ဆုံးဒီ link ကိုကျွန်တော်တို့ကြိုက်နေတဲ့ browser မှာကျွန်တော်တို့ဝင်ပေးလိုက်ပါ Okay ဝင်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ Windows မှာအသုံးပြုမှာဖြစ်တဲ့အတွက်ဒီ Windows download ဆိုတဲ့ဟာလေးကို click နှိပ်ပေးပါ Okay ဒါဆိုရင်တော့ download ပြုလုပ်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ခေတ္တဆောင်ဆိုင်ပေးရပါမယ် Okay ကျွန်တော်တို့ download ပြုလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ဒီ software ကိုကျွန်တော်တို့ install ပြုလုပ်ပေးဖို့အတွက်ကျွန်တော်တို့ဒီ open folder ဆိုတဲ့ဟာတွေကိုဝင်ပြီးတော့မှကျွန်တော်တို့ဒီ download ဆွဲထားတဲ့ပေါ့နော်ဒီ download တွေကိုဒီ download တွေဝင်ပေးရမှာပဲဖြစ်ပါတယ်ပြီးရင်တော့အဲ့ဒီ zip file ကိုကျွန်တော်တို့ဒီ extract here ဆိုတဲ့ဟာနဲ့ကျွန်တော်တို့ဖြည့်ပေးရမှာပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ application လေးတစ်ခုကိုကျွန်တော်တို့ရရှိမှာပဲဖြစ်ပါတယ်အဲ့ဒီဟာကိုကျွန်တော်တို့ double click နဲ့ install လုပ်ပါမယ် Okay ပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာအမှတ်ကြီးလေးပေးပြီးတော့မှကျွန်တော်တို့ဒီအပြာရောင်စာတန်းလေးကိုနှိပ်ပေးရပါမယ်ဒါဆိုရင်တော့ install ပြုလုပ်နေပါပြီကျွန်တော်တို့ခေတ္တဆောင်တိုင်းပေးရပါမယ်โอเคပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်ကအဖြူရောင်လေးကိုနှိပ်ပေးရပါမယ်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ VPN ကိုကျွန်တော်တို့ register လုပ်ပေးဖို့လိုပါတယ်ဒီတရုတ်နိုင်ငံကထုတ်တဲ့ software ဖြစ်တဲ့အတွက်ဒီတရုတ်စာတွေနဲ့ဖြစ်နေအောင်တော့ကျွန်တော်တို့ပြောင်းပြစ်လို့မရပါဘူးเนาะ register ပြုလုပ်ဖို့အတွက်ကျွန်တော်တို့ဒီညာဘက်အောက်ကတောင်းကဒီအပြာရောင်စာလေးတွေကိုကျွန်တော်ဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီအပေါ်ကလူပုံစံလေးထဲမှာတော့ကျွန်တော်တို့ကြိုက်တဲ့နာမည်ကိုရိုက်လိုက်လို့ရပါတယ်ပြီးရင်တော့ဒီအောက်ကမေးပုံစံလေးပြထားတဲ့နေရာမှာတော့ကျွန်တော်တို့ဒီပေါ့နော်ရပါတယ်ကျွန်တော်တို့တကယ်ရှိတဲ့မေးမှမဟုတ်ပါဘူးကျန်တဲ့တက်ရဒီကိုယ်စိတ်ထဲမှာပေါ်လာတဲ့ကဏ္ဍတစ်ခုခုပေါ့နော်အဲ့ဒီဟာကိုရိုက်ပြီးတော့မှgmail.com ဆိုတဲ့ဟာမျိုးကိုနှိပ်လိုက်ပါ Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်မှာဒီ password ကိုရိုက်ပေးရပါမယ် password ကတော့အပေါ်နဲ့အောက်နဲ့တူမှရမှာဖြစ်ပါတယ်အောက်ကကွက်မှာလည်းဒီ password နဲ့အတူတူပဲကျွန်တော်တို့ပေးရမှာပဲဖြစ်ပါတယ် Okay ဒါတွေအကုန်လုံးဖြစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်ကဒီအပြာရောင်စာကိုနှိပ်ပေးရပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ register ပြုလုပ်ပြီးဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ဖွင့်ထားတဲ့ account ကသူ့ရဲ့ login page မှာလာပြီးတော့ပေါ်ပေးနေမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီအောက်ကအပြာရောင်စာတန်းကိုနှိပ်ပြီးတော့မှအထည့်ကိုဝင်လိုက်ပါOkay အထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ်လာပြီဆိုရင်ဒီညာဘက်ကဒီအပြာရောင်စာကိုနှိပ်ပြီးတော့မှဒီ VPN ကိုကျွန်တော်တို့ဒီပေါ့နော်မြားလေးအပေါ်ထောင်နေတဲ့ပုံစံမျိုးဒီအဝိုင်းလေးကိုကျွန်တော်တို့နှိပ်ပြီးတော့မှVPN ကိုရှိတ်ဆက်ပြီးတော့မှကျွန်တော်တို့အသုံးပြုလို့ရပါပြီဒါဆိုရင်တော့ကျွန်တော်တို့ Facebook တွေဝင်ပြီးတော့အသုံးပြုလို့ရပြီပေါ့နော်ကျွန်တော်တို့ဒီတချို့ဝင်လို့မရတဲ့ link တွေပေါ့နော်VPN ပါမှဝင်လို့ရမယ့် link တွေအကုန်လုံးကျွန်တော်တို့ဒီမှာဝင်လို့ဒီကောင်ကိုနှိပ်ပြီးတော့မှရှိတ်ဆက်အသုံးပြုပြီးတော့မှဝင်လို့ရသွားပါပြီနောက်ပြီးတော့ဒီကောင်ကဟိုပါတော့ United States region ပဲဖြစ်ပါတယ်ကျွန်တော်တို့ကတခြားစာပါတွေကိုပြောင်းပြီးတော့မှအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီကောင်ကိုခဏပြန်ပိတ်လိုက်ပါပိတ်ပြီးတော့ကျွန်တော်တို့ဒီညာဘက်အပေါ်တောက်မှာရှိတဲ့ဒီကောင်လေးကိုနှိပ်ပေးလိုက်ပါနှိပ်ပေးပြီးရင်တော့ကိုကြိုက်နေတဲ့ရာပေါ့နော်ဒီနိုင်ငံတွေကိုကျွန်တော်တို့ရှိတ်ဆက်အသုံးပြုလို့ရပါတယ်ဒါပေမဲ့သူက line အကောင်းဆုံးဒီနိုင်ငံကိုရှိတ်ဆက်ပေးထားတာမို့လို့သူပြပေးထားတဲ့နိုင်ငံတွေပဲကျွန်တော်တို့ရှိတ်ဆက်အသုံးပြုမယ်ဆိုရင်တော့ပို့ပြီးတော့ line ပို့ကောင်းနိုင်ပါတယ်